မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ပြီးဆုံးအောင်ဖြစ်ပါတယ်ကျွန်တော်ကိုယုံကြည်ပြီးတော့အလုပ်လာလျှောက်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ကို Facebook ကနေပြီးတော့တခုခုဖြစ်လို့အဆက်အသွယ်မရဘူးဆိုလို့ရှိရင်တခြားနေရာနေအဆက်အသွယ်လို့ရအောင်ကျွန်တော်ရဲ့လန်နာကိုစကီတွေကိုလာပြီးတော့ပြပြပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒါကတော့ line account ဖြစ်ပါတယ်ပြီးတော့ဒါကတော့ကျွန်တော်ရဲ့ TikTok account ဖြစ်ပါတယ်တက်ဆက်တဲ့နေနဲ့ကျွန်တော်ထပ်ပြီးမိတ်ဆက်ပေးချင်တာကကျွန်တော်ရဲ့ YouTube channel လေးကိုလည်းမိတ်ဆက်ပေးချင်ပါတယ်ဒါကျွန်တော်ရဲ့ YouTube channel လေးမှာကဂျပန်နိုင်ငံဘုသူတာတွေနဲ့ပြီးတော့ဂျပန်နိုင်ငံရဲ့ဗီဇာအကြောင်းတွေကိုရှင်းပြပေးတာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးမှာလည်းတွားရောက်ကြည့်ရှုနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်ကဂျပန်နိုင်ငံပြည်တွင်းမှာတခုတည်းကီနိုအလုပ်တွေကိုအဓိကမိတ်ဆက်ပေးတယ်ဆိုပေမဲ့ကျွန်တော်တို့တခုတည်းကီနိုသုံးဖို့ YouTube စီကနေပြီးတော့ web visa ကိုပြောင်းနေတဲ့သူတွေကိုလည်းအဲ့လိုမျိုးအလုပ်တွေကိုလည်းမိတ်ဆက်ပေးပါတယ်ကျွန်တော်တို့ web visa ကိုဘယ်လိုပြောင်းရမလဲ web visa ကိုပြောင်းဖို့ပါတယ်လိုအပ်လဲဆိုတာကိုလည်းအသေးသေးရှင်းပြပေးတာဖြစ်ပါတယ်နောက်ပြီးတော့ YouTube စီပြီးတော့ကျွန်တော်တခုတည်းကီနိုကိုပြောင်းနေတဲ့သူတွေလည်းကျွန်တော်ရှိမှလာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရှိကိုလာရောက်ပြီးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်